ဒီမှာအရှိဗီဒီယိုတွေမှာတိုနာနဲ့စီရယ်နဲ့လိမ့်ပြီးသွားပြီဆိုတော့ moisturizer လေးလိမ့်မယ်ဒီဟာကအသားရည်အရန်6တဲ့သူတွေဒါလေးသုံးပါအသားရည်အရန်6လို့ပြောနေတဲ့သူတွေအများကြီးပဲရှိတယ်တချို့ဆိုလို့ရှိရင်အသားရည်6တာတဲ့မိနဲ့တောင်တူနေသေးတယ်ဟိုတနေ့ကတော့အမေကပြောရမလားအသားရည်6ရင်လို့ဒီနေရာကြီးတွေဒီကြားထဲကြီးအစား6တာလေ6ပြီးသွားလို့ရှိရင်လေမိတ်ကပ်လိမ့်တဲ့အခါမှာလေမသိအဖက်ကြီးတွေလန်းနေတယ်လို့အလိတ်ထနေတယ်လို့အဲ့လိုမျိုးကြီးအောင်ဖြစ်တာလေအဲ့ဒါရေးတိတိတသားတက်တာဖို့မျက်နှာအသားရည်ဆူဆူတင်းတင်းလေးဖြစ်ဖို့ရေဓာတ်ပြေဝဖို့ဆိုလို့ရှိရင်ဒီ moisturizer လေးကိုသုံးပေးပါရှင်ဒါလေးကိုမနက်တစ်ချိန်ညတစ်ချိန်သုံးပေးပါသူကအဆိုဓာတ်ကို82နာရီကြာအောင်ထိမ့်သိမ့်ပေးတာဖြစ်တဲ့အတွက်လိမ့်ထားတဲ့အခါမှာဆူဆူတင်းတင်းလေးနဲ့အရန်လှပါတယ်မနက်တစ်ချိန်ညတစ်ချိန်သာသုံးပေးမျက်နှာရေဓာတ်ပြေဝပြီးတော့အရန်ကိုလှပါတယ်ရှင်ဒါလေးကတော့အများနဲ့ပြောသလိုပဲဘူးပုံစံလေးနဲ့တောင်တန်နေပြီလို့ဒီမှာကြည့်ဒီ moisturizer လေးကအရန်လိမ့်လို့ကောင်းတယ်အနက်လေးဆိုလို့ရှင်လည်းချစ်စရာလေးမွေးညာပဲမွေးရလေဟိုလိုမျိုးကြီးအိစိတ်နေအောင်မွေးတာမဟုတ်သူမွေးတဲ့အနက်လေးကဘလို့လေးမွေးရလဲမသိဘူးချစ်စရာလေးသူ့အနက်လေးကပန်းအနက်လေးဘလို့လည်းမပြောတတ်ဘူးမွေးရလည်းမွေးတယ်ဟိုလိုအိနေအောင်မမွေးဘူးအနက်လေးကလိမ့်ချင်စရာဖြစ်အောင်မွေးရလိမ့်ချင်စရာလေးပေါ့အဲ့လိုရှည်တက်ကတော့ share ကိုပြေးသွားတယ်မနက်တစ်ချိန်ညတစ်ချိန်သာတိတိကျကျလိမ့်ပေးမယ်ဆိုလို့ရှိရင်အသားရည်ကိုတိတိကျကျကြည်ပြီးတော့စိုးပြီးတော့ပြောင်းလာမှာပါရှင်တခြားသူတွေမိတ်ကလိမ့်လို့အရန်လာလို့ကိုကမလှဘူးလိုက်ငေးနေရတယ်ဘလူတွေသုံးကြလဲဘလူတွေလိမ့်ကြလဲဆိုလို့ရှိရင်သူများကစကင်ကဲတယ်လေစကင်ကဲတဲ့သူနဲ့မကဲတဲ့သူနဲ့တော့ကွာတာပေါ့နော်တကယ်ကိုအရေတက်ပြေးဝချင်တယ်မျက်နှာအသားရည်တွေဆူဆူတင်းတင်းလေးဖြစ်ချင်တယ်ဆိုလို့ရှိရင်ဒီ moisturizer လေးကိုသုံးပေးပါရှင်တဘူးကိုမှ3400ကျပ်ပါအခုရှုမယ်ဆိုလို့ရှိရင်အရန်တန်တယ်တချို့ကကြားလို့ရှိရင်မင်းကိုမေးထားတဲ့သူတွေအများကြီးပဲရှိရနော်မှတ်ထားရနော်ပြီးအဆက်လိုက်မရခင်တော့အဆက်လိုက်မရဘူးလားအဆက်လိုက်မရဘူးလားနဲ့မေးထားတဲ့သူတွေအတွက်ဒီမှာအဆက်လိုက်ရှိရ6မျိုးတစ်ဆက်ရှိရ6မျိုးတစ်ဆက်ကိုအခုရှုမယ်ဆိုလို့ရှိရင်တကြံ promotion နဲ့ရမှာဖြစ်တဲ့အတွက်အရန်တန်တယ်အခုချိန်ယူထားတကယ်ပြမင်း promotion အကြောင်းထပ်ပြီးတော့ပြောရယ်နော်ထပ်ပြီးပြောရဆိုတာဘာဖြစ်လို့လဲဆိုတော့ဈေး short ဈေးနဲ့မရလိုက်မှာဆိုလို့တချို့ကြဒီဗီဒီယိုလေးနောက်မှ promotion ပြီးသွားတော့မှမြင်မှာဆိုလို့မြင်တဲ့ခါကျလို့ရှိရင်မိလည်းဘလုံးမလုပ်ပေးတတ်မှာမဟုတ်တော့အဲ့ကြလို့ရှိရင်ကိုလည်းကုမ္ပဏီကတယောက်တည်းခွဲပြီး short ပေးမှာမဟုတ်အဲ့တော့ကိုလည်း short ပေးတတ်မှာမဟုတ်တော့ဘူးဆိုတော့အခု promotion ရှိတော့အမိအရာရအောင်ယူထားကြပါလို့စမ်းခွင်တခုလည်း promotion ချရနော်စမ်းခွင်မှာ promotion ချတာဒါပေမဲ့စမ်းခွင် promotion ချရဲဆိုပေမဲ့မိကကျတော့ဒီ6မျိုးတစ်ဆက်ယူတယ်ဆိုလို့ရှိရင် delivery နဲ့ပေးသေးတာ6မျိုးတစ်ဆက်ကို delivery နဲ့ပေးတာဖြစ်တဲ့အတွက်အခုယူမယ်ဆိုလို့ရှိရင်ဒလီကလည်းတက်တာအောင်မယ်ဒီမြန်မာနိုင်ငံအတွက်ဆိုဒလီကလည်းလုံးဝထပ်ပေးစရာမလိုဘူးဒလီကဆိုလို့ရှိရင်မန်လေးတို့ပါဆို6000 9000လောက်ကျတာဒီ6မျိုးတစ်ဆက်ကိုအဲ့ဟာလည်းတက်တာမယ်8000လည်းတက်တာအောင်မယ်ဆိုတော့အနိုင်ဆုံး2000လောက်တက်တာတယ်ပြီးရင်လက်ဆောင်လေးတွေဘာညာလေးတွေလည်းထည့်ပေးသေးတာအဲ့လိုမျိုးဆိုတော့အခုချိန်လာဝယ်မယ်ဆိုလို့ရှိရင်အရန်တန်တယ်အဲ့ဒါကိုထက်ခါပြောပြပေးပါရဲ့နော် promotion ရှိတယ်